အင်းလေးရေရင်ပြလင်းငယ်လေးတစ်စင်းတရွေ့ရွေ့လွန်လူသာထိုစဉ်မူကောင်းငယ်မှာမောင်ရီမဲရိတ်ချေလာလေရှင်လေးတယောက်ချေအလွန်ကျေးလူလာသံသာကိုလောခလာထိုစဉ်မူရီမဲမောင်ရီကတဲ့တဲ့ရွာကြီးတစ်ခါငယ်ငယ်လေးတော့ခံစားရဲ့ဝေးမှာရေရင်လိုက်များခက်ထန်ကမမြင်နိုင်စွမ်းတဲ့ကံကြီးလားသေရှင်လေးတယောက်ချေအချင်းနဲ့ကင်းဝေးရှာမိုးမင်းရဲ့ညာတာလဲလားအင်းလေးမှာရွာရဲ့မိုးရဲ့အင်းလေးမှာရွာရဲ့မိုးရဲ့တိတ်လဲပါတိတ်လဲပါလွမ်းအထီးချမ်းအဖို့မဲ့ကိုကပါတွေ့နီလားအကယ်၍များသာလေချိန်မှာရှင်နာသူလေးပါလာခဲ့ရင်ကိုဒီလောက်အားငယ်မဲ့မချင်ပါနာမဲ့သူမရှိနိုင်ခင်မှာကိုအတွေ့အပေါ်မပါရေပြင်းတဲ့ကမိုးစဲမုံများကယာယီမိုင်းတဲ့ကော